reading နေဖတ်တဲ့အခါမှာဒါ A5 level reading ပေါ့နော် A5 level reading ကိုသင်တာအဲ reading မှာကျတော့ပထမဆုံးက reading ဒါစာပိုင်းအတူအကြောင်းသွားမယ်စာပိုင်းအတူကိုသွားပြီဆိုရင်စေတို့ကreading ဘယ် reading ပဲဆက်စဒီဟာကြီးကိုမဖတ်နဲ့လုံးဝစာပိုက်ကြီးကိုမဖတ်ပဲနဲ့မိကုန်းရင်ဖတ်မယ်မိကုန်းဖတ်မယ်ဥပမာဆိုဒါဝတ္တရှိဝဟာနီနာနီကိုအာခဲမှာしたကကျွန်တော်ကအမိကိုဗာပေးခဲ့လေရီယိုကိုခီလာဟာနာပန်လာဥခါရှိမုတ်လားအဲဟာကကီရုပ်ပုံပို့စကန်လာအဲ့လိုပုံစံမျိုးမိကိုနားလေရောက်ဖက်အမေကိုကိုကပေးတာကိုပေးတာအာဂိမတ်ကကိုကပေးတာအဲ့လိုပုံစံမျိုးနော်မိကိုရေဖက်ပြီးရင်အဖြေလေးခုကိုနားလေအောင်ဖက်ပြီးတော့မှစာပိုက်ထဲမှာဖတ်ခြင်းနဲ့ယူရီပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုးလေးတွေစေတို့ဒီရုပ်ပုံလေးတွေပါတဲ့ဟာဆိုလို့ရင်ပုံတွေကိုယဉ်ကြည့်ရမယ်မိကိုယဉ်သွားမယ်ဝါတာရှိနော်တဲ့လျော်ကူးနော်ရှာရှင်ဝါတဲ့ဒိုရီဒက်စ်ကသူတို့ခီးသွားတဲ့ပုံကဘေးဟာလေအဲ့ဒီမှာဘာကွာမှလဲကြည့်မယ်ယောက်ျားလေး3ယောက်မိန်းကလေး2ယောက်ယောက်ျားလေး4ယောက်မိန်းကလေး1ယောက်အမီပေါ့နော်အဲ့ဆိုရင်ဒီမှာဆိုမိန်းကလေး3ယောက်မိန်းကလေး3ယောက်တည်းပဲပေါ့နော်မိန်းကလေး4ယောက်မိန်းကလေး3ယောက်အဲ့တော့ဆဲတို့ကအပုံလေးကိုနားလေးအောင်ကြည့်ပြီးဆိုလို့ရှိရင်ထားပါတော့သူတို့ကဒီမှာမိန်းကလေးက2ယောက်တည်းအမေနဲ့ကိုပဲရှိတယ်ဆိုလို့ရှိရင်ဒါပဲပေါ့ဟုတ်လားဟုတ်ဘူးမိန်းကလေးဆိုလို့အမေပဲရှိတယ်ကျန်တဲ့ဟာယောက်ျားလေးပဲဆိုတာမိန်းကလေးအများကြီးပဲပေါ့အားလုံးကမိန်းကလေးတွေအဖေတယောက်ပဲယောက်ျားလေးဆိုရင်အဖေရဲ့ကျွန်တော်ညီတွေညီမတွေပေါ့ညီမလေးတွေပဲဆိုလို့ရှိရင်တော့ဒါမှမဟုတ်ရင်ဒါကကြတော့အဖေရဲ့မောင်လေးရဲ့အမတွေရဲ့အမေရဲ့ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ဒါလေးဖြစ်မယ်အဲ့လိုပုံစံမျိုးအဲ့ဒါလေးကိုစလို့တိသွားပြီဆိုစာပိုက်လေးကိုသွားဖတ်ပြီးတော့ဖြည့်ရုံပဲဟုတ်ပြီနော်ကဲနောက်တဲ့မေကိုမေးနိုင်တာတကူကသူဘယ်လိုလေးလဲဆိုရင်မေကိုမဲစေလို့ဖတ်တယ်ဒီမှာဆိုရင်ဟာရီကာမီတော့ဟာရီကာမီနဲ့ပေါ့နော်ခြေခတ်တယ်မတူဘဲနဲ့ရုပ်ကိုနိုင်မုံလိုကဒါရိုက်တဲ့စကားမကောင်းတဲ့အရာပဲဟာလေမတူတာသူနဲ့မတူတဲ့ချက်ကိုရှာပါတူတဲ့ချက်တွေကိုအကုန်ဖယ်မတူတဲ့ချက်ကိုပဲရွေးရမှာအဲ့ဒီဟာလေးတွေကိုနားလေအောင်ရေးဖတ်ပြီးတော့မှဒီမှာသွားဖတ်ပြီးတော့မတူတဲ့ချက်ရွေးရမှာမင်းကိုနားလေအောင်ဖတ်ဆိုတော့အဲ့လိုဒါအိုနာကြည့်မုံတို့တူညီတဲ့အရာဒါမှမဟုတ်ရင်ခြေကိုင်းမှာကွဲပြားတာဆိုမတူညီတဲ့အရာတွေမေးတယ်အဲ့လိုနေရာတွေကျအဲ့လိုလေးပဲရှိရောက်ကအဓိကအဖြစ်စာပိုက်တူဆိုတဲ့အတွက်ပုံပိုင်မပိုင်ဒီလိုမျိုးလေးပဲလာတာအဲ့တော့အစမှာတော့စာပိုက်တူမှာတော့အမှတ်ပြည့်ယူသင့်တယ်ဘာလို့လဲဆိုလို့ရှိရင်လွယ်လေးကွာသူကအဲ့မေးခွန်းလေးတာနားလေမှာမတူညီတဲ့အရာလားတူညီတဲ့အရာဆိုလို့ရှိရင်ဒါဆိုရင်ဒါမတူညီတဲ့အရာကိုရှာခိုင်းတယ်ဆိုတော့တူညီတဲ့ဟာ4ခုလောက်3ခုရှိမယ်မတူညီတဲ့ဟာ1ခုပဲရှိမှာအဲ့လို꿰တယ်နော်ဟဲ့စင်စတို့နောက်တစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာစင်တို့ကဝါတာရှိနော်အပါတို့ခါတာကျွန်တော်ရဲ့တိုက်ခန်းကနေ